ဒီမြထွေးနေဆောင်ကွာဒီကောင်လိန်စားရက်တယ်ကွာကြောက်ဘာလို့မလို့ကြောက်လဲလို့ဒီကောင်အချက်ကိုညီလေးပါကွာခဏလေးဆက်ဆက်ပြပြပါတဲ့ငါမင်းကိုပြောနေတယ်ပတ်စံမရှိဘူးမင်းတို့ဒီမှာခဏဆောင်နေလိုက်ငါစားစားဝေပြီးပြန်လာမယ်ဟုတ်ပြီလားလိုက်ပတ်သွားနေအောင်နော်အေးတိုင်းဘာလို့ဒီတိုင်းဆက်နေလို့မဖြစ်တော့တယ်မင်းမင်းလည်းသိတဲ့အတိုင်းပဲကွာမြန်မာပြည်မှာဆိုညနေတစ်နေရပြေးနေရတယ်အဆင်မပြေဘူးကွာဟုတ်တယ်ကွာဘာလို့လဲအစင်းစားမိပြီကွာသူများတွေလည်းထိုင်းသွားပြီးအလုပ်လုပ်နေကြတာပဲရောက်အဆင်ပြေတယ်လို့ပြောတန်ကြတယ်ငါတို့လည်းထိုင်းသွားပြီးတော့အလုပ်လုပ်ရအောင်ကွာနော်ထိုင်းဒါဖြစ်ပါမလားယောက်ျားပဲကွာဖြစ်ပါတယ်ကွာမင်းသူများတွေလည်းအများကြီးကွာသွားနေကြတာပဲငါတို့မျက်စိရှိမှပဲသွားနေကြတာပဲကွာမင်းကလည်းမင်းဒီမှာစီးပွားရေးဘာလုပ်စားလို့ရတော့မြန်မာပြည်မှာဘာမှမသုံးစားလို့မရတော့လေမင်းသိတဲ့အတိုင်းပဲဒါလည်းဟုတ်တာပဲနော်ဒီမှာနေလည်းဘာမှလည်းလုပ်စားလို့မရအချဝါနော်အဆက်တွေ့လိုက်တော့အမင်းနေနဲ့တိုင်နေလိုက်တယ်ငါလည်းငါမင်းနဲ့တိုင်နေပြီးတော့ငါတို့တိတ်ကြနောက်တစ်ခုကကြတော့ငါမင်းကိုပြောမယ်နော်ကိုရောက်လို့ဆိုလို့ရှိရင်ငါတို့နှစ်ယောက်မင်းမဲအလုပ်တွေပါလေကိုရောက်လို့ဆိုလို့ရှိရင်နောက်တစ်ယောက်တစ်ယောက်ဟာစိတ်ခုတာတော့ဘာလို့အဲ့လိုမျိုးတွေငါတို့မဖြစ်စေချင်ငါတို့အရင်တော့တငယ်ချင်းငယ်လေးတွေကပေါင်းလာတဲ့တငယ်ချင်းကတငယ်ချင်းပဲဒါကြီးနော်မင်းရတယ်ကွာဒါတွေကပြောမဲ့လူတွေလည်းမဟုတ်ဘူးမင်းနဲ့ငါနဲ့ငယ်ပေါင်းနေတယ်ဟောမင်းကငါယုံမှာတော့ကွာမင်းအဲ့ဆောင်ကတိတ်ကြမှာအချိန်မရှိတော့ဘူးဒါနော်ကွာဒီဆောင်တဲ့တိုင်းဟေးဒီအိမ်ကသိကြလို့လားသူပြောတာတော့ဒီအိမ်ပဲကွာဒါအဲ့ဆိုငါတို့ဒီမှာထိုင်ဆောင်ကြည့်လိုက်နော်အေးကြာတော့ကွာအော်မလာပြီဘို့လုံးချောင်းခိုင်းတာညီလေးတို့လားအော်ဟုတ်ကဲ့ကိုလောက်လို့ရပြီကွာဒါပေမဲ့စမတ်ကြီးတော့ငါ့ကိုရင်ပေးရမယ်နော်အော်ဟိုကလေကိုကျွန်တော်တို့ကလေဥမာထိုင်ဆက်တက်လာဆိုတော့အတော့ကတင်ကြရဲလားမင်းတော့ငါ့မျိုးမင်းစရာအကြောင်းမရှိလို့ရငါဒီတီးတစ်ခွဲမှာနာမည်တစ်လုံးနဲ့လောက်စားနေတာစမတ်ကြီးပေးမယ်မင်းကိုလုံးသွင်းပေးမယ်ရှင်းရှင်းပဲငါရဲ့တော့ဟုတ်ပြီနော်ရှင်းပြီပါလုံးချင်လားလုံးချင်တယ်ဆိုပတ်သက်ပေးအိမ်မှာတည်နေရမယ်ဒီမနေ့ကျပို့ပေးမယ်โอเคကိုအဲ့ဒါဆိုလို့ရှိရင်လေကျွန်တော်တို့4500ဆို4500ပေါ့နော်အဲ့ဒါဆိုဝင်လာကွာလာအေးအောင်မင်းတို့နေအောင်မင်းတို့တက်စားတာတစ်ခုဝေးလိုက်မယ်ကွာမင်းတို့ဒီမှာခဏဆောင်နေလိုက်ငါစားတာဝေးပြီးပြန်လာမယ်ပြင်မစင်းပြင်မရှိကွာမင်းတို့ဟဲ့ဟိုကောင်နောက်တယောက်လောက်လေဘေးမှာပတ်သွားနေနေအောင်နော်ဟုတ်ကဲ့ဟုတ်ဒီမှာပဲနေခဲ့ဘေးမှာပတ်မသွားနေအောင်နော်ဒီမှာပဲစောင့်နေဟုတ်ကဲ့တာရခုချိန်ကြီးမလာသေးဘူးကွာဟုတ်တယ်ကွာအချိန်ကမနေတော့ဘူးကွာငါတို့စောင့်နေတာ3နိုင်လောက်ရှိပြီဖုန်းဆက်ကြည့်လေကွာမခုနကဆက်ပြီးပြီကွာမကင်ဘူးကွာမင်းကထက်ဆက်ပေါ့ကွာမင်းကလေ哎呀，我们干有过。我当然是看完了，地方大呀。我都讲累没那么地哇，都是几点来？哎呀，跑那么不老啊哟！明呀，哇，好管嘛。这几把好管。啊管。啊。路陪我，多路陪我，哪门那么地方哇？明呀，有看。你管都一来着哇个。လူတွေကွာဟဲ့အောင်အဲ့ကောလေကွာငါစမဒီတော့မှပေးလိုက်ရပြီကွာငါတို့ဩမင်းပဲပေးရတာမဟုတ်ငါလည်းပေးရတာပဲကွာမင်းရလေဒီမြထွေးနေဆောင်ကွာဒီကောင်လိန်စားရက်တယ်ကွာငါတို့ဘယ်လိုလုပ်ကြမလဲခုဘယ်လိုလုပ်အောင်မလဲကွာငါတို့ကဘေးကိုသွားလို့သွားရမယ်လည်းမသိဘူးမင်းလည်းသိတဲ့အတိုင်းပဲပြစ်ထားတဲ့နေရာလည်းမကြည့်ကြည့်ဘူးဘုရားပြေသားချင်းချင်းကွာလုံးရက်တယ်ကွာထူတော့ပါကွာဒီကြောက်ချင်တဲ့နေရာရောက်နေရောအဲ့ဒါလက်ဒီကတော့ကြည့်ကြည့်လိုက်နော်ကြောက်ချင်တဲ့နေရာရောက်သွားရောက်ွာရောက်တိုင်းတာတေးသူရှင်းလို့ကွာအဲ့ဒါလည်းရအေးဘယ်ကောင်ကိုညီမအောင်ကွာညီမလေးကငါမြင်နေမကောင်းဘူးကွာအဲ့ဒါညီမက9သိန်းလုံးလို့ကွာညီမကဖက်ပြီး9000ခဏချီးပါဒီကဖြစ်လို့ပါကွာငါကကိုညီမတားရချီးချင်းပါလေတားရ
ငါမှလည်းစားဘူးနဲ့စားအုပ်ဘူးနဲ့အခန်းဘူးနဲ့မင်းလည်းတည်တဲ့အတိုင်းစီမပြေသေးလို့ပါကွာငါမှကိုရှိတယ်ဆိုတော့ငါမင်းပေးပါလေကွာ တော့ပါလေတရားငါမှအားကိုးစရာဆိုလို့လည်းမင်းလည်းရှိတာကွာမင်းမလည်းလို့အရှင်ပြနာရကွာမင်းမရှိတော့ပါလေကွာတကယ်ပါငါဆက်ဆက်ပြန်ဆက်ပါမယ်တကယ်ချင်းอ่ะကိုညီမကွာတကယ်တော့ပါတကယ်ချင်း ဟဲ့ငါမင်းပြောတာနားမပါငါမှ300လည်းမရှိတော့ဘူးငါမှရှိရတယ်3000ပဲကျန်တော့တယ်အဲ့ဒီ3000တော့မှငါစားဖို့နဲ့အခန်းဖို့နဲ့ငါချွေတာပြီးတော့ငါ3နေရမင်းတို့လည်းငါပြောပြနေတာပဲ အေးအော်အဲ့ဆိုငါအခြားသူငါလိုက်ခီးလိုက်ပါကွာအေးတော့ထောက်သားရ အေးမဖြစ်လာဘူးကွာ မင်းလည်းတော့ကိုညီပြောရအောင်ကွာငါမှလည်းအားကိုးစရာဆိုလို့တကယ်ချင်းပေါ့ဆိုမင်းလည်းရှိတာ ဟဲ့ငါမင်းကိုပြောသွားပြီငါမှမရှိဘူးလို့ငါမှစားသေးတယ်အခန်းကလည်းငါပေးနေရတာအခုဆိုရင်ငါစားအောင်တော့ငါတော့အောင်မင်းနဲ့တည်တဲ့အတိုင်းမင်းနဲ့တိုင်းနေကွာတားရည်ပါ အဲ့တော့ငါလည်းစွမ်းကုန်လိုက်ပြီးကြိုးစားရတာဒါပေမဲ့မရဘူးကွာငါမှအားကိုးစရာမင်းလည်းရှိတာပေါ့ကွာမင်းအလုပ်ရှိပြီလားငါသိတယ်မင်းကတော့တစ်ချက်တော့ကိုညီပေးပါကွာခဏလေးဆက်ဆက်ပြန်ပေးပါ ဟဲ့ငါမင်းကိုပြောနေတယ်ပတ်စံမရှိဘူးဖြစ်နေပါငါမှပတ်စံ1000ပဲရှိတော့တာကွာငါမင်းကိုဘလို့ကူညီပေးရမှာဟမ်ငါမှလည်းစားသေးတယ်ကျန်သေးတယ်ခဲမိုးတွေကျန်သေးတယ်မင်းလည်းတည်တဲ့အတိုင်းမင်းနဲ့တိုင်းပဲဒီကွာငါမင်းကိုဘလို့ပေးရမှာတော့ဒီကလေးကငါမင်းကိုပေးလိုက်ပြီဟာအဘာနဲ့စားရမှာဟမ်မြတ်တကယ်အာရုံပဲကွာ အေးပါဘာသာကြီးငါမချီတော့ပါဘူးမင်းကြီးငါမချီတော့ပါဘူးဟဲ့မင်းကတိအောင်တော့ခုတော့ပြောလိုက်မယ်ကွာမင်းနေထိုင်နေခုညီရပါတယ်ကွာ 要没花，俺都给我帮了嘞，俺单要是你妈妈掏花，俺们俺没得给，你们搞了，这个没有俺没有，俺让你当起了我呀，没谁叫俺地来呀你要，你妈大姨呀，路里呀话，没不让我认你嘛的，不让我等眼睛听你嘛的，不让我听你嘛，不让我听你嘛的，有的不让我认你嘛的，不是你不得了不是，谁你去管他的说，俺光光你地来吧。 မင်းစင်နေပါလေကွာကိုရောက်လို့ဆိုလို့ရှိရင်ငါတို့နှစ်ယောက်မင်းမဲအလုပ်တွေပါလေကွဲသွားလို့ဆိုလို့ရှိရင်နောက်တစ်ယောက်ဟာစိတ်ခုကတော့ဘာလို့အဲ့လိုမျိုးတွေကတော့မဖြစ်စေချင်ငါတို့အရင်တော့တငယ်ချင်းငယ်လေးတွေကပေါင်းလာတဲ့တငယ်ချင်းကတငယ်ချင်းပဲတိုင်းနော် မင်းရတယ်ကွာဒါတွေကပြောမဲ့လူတွေပဲမဟုတ်ဘူးမင်းနဲ့ငါနဲ့ငယ်ပေါင်းတွေပဲဟော ဒီတော့ငါယုံပါတော့ကွာမင်းကဲအဲ့ဆိုငါလက်ကြမှာအချိန်မရှိတော့အေးလာနော်ကွာအေး နေဆောင်နေ